ငါတို့ကအမလေးငါတို့ယောက်ျားတွေမရှိတော့တော့ငါတို့ကနောက်တန်းမှာဘလို့ကောက်ွယ်မှာဒီလိုအားချိုးမှန်တက်တဲ့ကိုတွေလည်းတစ်ချိန်လုံးယူသွတ်ခဲ့တာပဲဒါပေမဲ့အခုချိန်မှာကိုအော်ငါစောက်ယူမှာပါစစ်တပ်ထဲမှာနေခဲ့တာငါယောက်ျားလည်းစောက်ယူပဲအခုစစ်သုံးပန်းနေဆိုလဲသူတို့အသက်တွေကလည်းသူတို့အသက်တွေလည်းမလုံခြုံတော့ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့တက်ထဲမှာ10နှစ်15နှစ်အနှစ်20အနှစ်50ပဲတောင်းဝင်ထမ်းဆောင်တယ်အချိန်တိုင်းသူတို့ကလူတက်မှာပဲငါတက်မှာဒီအရာရှိကတော့တောင်းဝင်ဘယ်နှစ်ထမ်းဆောင်ခဲ့ပြီလားဒီအရာကံဘောကတော့ဘယ်နှစ်ထမ်းဆောင်ခဲ့ပြီလားသူတို့ကလူတက်တာတက်မှာပဲအခုစစ်သုံးပန်းလေးမှာဒီအေးမှာကြည့်တင်ထားတဲ့အဟာတွေနော်စခန်းလေးတပုံကြီးပဲအဲ့မှာဒီစစ်သုံးပန်းလေးကိုထားရတာစစ်သုံးပန်းလေးရှိတဲ့နေရာတွေသူတို့လေရင်လာပြီးဆိုလို့ရှိရင်ဒီစစ်တပ်ကမိသားစုဝင်တွေစစ်သားတွေတော်တော်များများမျှော်ကြတာဘာမျှော်လဲဆိုတော့ငါတို့ဘဘကြီးကငါတို့ကိုလာကယ်တင်ပြီးငါတို့ကိုလာကယ်တင်ပြီးသူတို့ရဲ့အတွေးထဲမှာတော့လေရင်နဲ့ကြားတာနဲ့သူတို့ကိုလာကယ်တင်တာပဲအမှန်တော့ဒီစစ်သုံးပန်းတွေရှိတဲ့နေရာတွေကိုပါဘုံကျဲပြီးတော့တပ်ပစ်ခဲ့တာစစ်သုံးပန်းတွေရှိမှန်းလည်းသိတယ်သူတို့ရဲ့တပ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်သားတွေစစ်သားဇနီးတွေအဲ့ဒီစစ်သားရဲ့ကလေးတွေအများကြီးပါတယ်အဲ့ဒါတွေကိုလည်းသိရတာနဲ့ဒီစစ်သုံးပန်းတွေထားတဲ့နေရာတွေကိုမှရွေးပြီးတော့လည်းဘုံချဲပြီးတပ်ဖြတ်ခဲ့တာအဲ့ဒါဆိုလို့ရှိရင်ပြည်သူတွေလည်းဒီစစ်သားမိန်းမတွေလည်းသူတို့လည်း social media တွေသုံးနေတာပဲဒီ line တွေသုံးနေတာပဲအဲ့ဒါဆိုရင်ကိုယ့်အုံနောက်နဲ့ကိုယ်စဉ်းစားတော့ပေါ့အဲ့ဒါဆိုရင်ဘဘကြီးမင်းအောင်လိုက်တော့အသက်ကိုကိုယ့်အသက်နဲ့ရင်းမေးဖို့တန်လားမတန်လားဆိုတာရဲမေတွေစဉ်းစားရမှာကိုယောက်ျားကိုလည်းကိုကတိုက်တွန်းရမှာပြောရမှာအခုချိန်ကတော့CDN တွေဖားတွေဆိုတာတော့မရှိတော့ဘူးဒါပေမဲ့တစ်ခုပဲရှိတယ်လက်သက်ချအလင်းဝင်ပူပေါင်းဒါပဲရှိတယ်ပြေးဖတ်ပြေးအသက်မသေးချင်ဘူးဆိုပြေးကိုအသက်အနေနဲ့ကင်းမဲ့နေရတော့ကိုရှာပြီးတော့ကိုရွေးရမှာပဲကိုအသက်တစ်ချောင်းတည်သွားလို့ကဲဟုတ်ပြီကိုဘွားအတွက်တက်လုံးစားမကုန်တောက်မကုန်ပေးပါလားမင်းအောင်လိုက်ရပေးပါလားဟုတ်ပြီနေ့ယောက်ကြတော့ငါတို့ရဲ့တက်မှာတိတ်တဲ့အထိတောင်းဝင်ထမ်းဆောင်ဟာနင်းမိသားစုငါတက်လုံးစားမကုန်တောက်မကုန်အောင်ထားရပေးမယ်ဆိုရင်အဲ့ဒါဆိုရင်စစ်သားတွေပဲပြေးတော့မလဲမလောက်တော့ဘူးလေသူတို့အသက်အသေးခံပြီးသူတို့မိသားစုစားဝတ်နေတက်လုံးအာမခံချက်ရှိတယ်ဆိုမပြေးတော့ဘူးလေကိုဆိုလဲကိုယောက်ကြအောင်မပြေးခိုင်းတော့ဘူးလေ CDM မလုပ်ခိုင်းတော့ဘူးဘဘအိမ်မင်းအောင်လာရငါတို့တက်လုံးကျွေးမွေးမယ်အိမ်ရဝင်းပေးထားမယ်အိမ်တလုံးအပိုင်ပေးထားမယ်ငါသားသမီးတွေကြောင်းတက်ဖို့ကအစငါအတွက်စီးပွားရေးအစဘဘကြီးမင်းအောင်လာရလုတ်ပေးမယ်ဆိုရင်ဘယ် CDM မလုပ်တော့ဘူးဗောတက်ထဲမှာပဲတည်တဲ့အထိမတည်အောင်တော့မှကိုလုတ်ခိုင်းလိုက်မှာဗောအဲ့လိုမျိုးထိလုတ်ခိုင်းလိုက်မယ်လေကိုယောက်ျားဘလောက်ပဲပေးဆက်ခဲ့နော်မိုင်းတွေအထိခြေထောက်တွေပြက်ခဲ့လက်တွေပြက်ခဲ့ကိုအရှိမတွေ့ခဲ့တဲ့ရဲဘော်တွေအသက်ငယ်လေးပဲရှိသေးတယ်စတီးရိုးတွေထည့်ထားတယ်သူတို့ခြေထောက်တွေမတန်မာတော့ဘူးဒါတောင်မှဒီစစ်တီတွေဖတ်ထိတ်မလုပ်တဲ့အခါကြလို့ရှိရင်ဒိုက်ထိုးခိုင်းတာတို့အပြစ်ပေးခိုင်းတာတို့ဘိုးကင်းထဲမှာရေထမ်းပြီးထဲ့တို့ဒီလိုစတီးရိုးထည့်ထားတဲ့ရဲဘော်တွေကိုတော့မှခိုင်းတယ်ဆိုစဉ်းစားလေရဲမေတွေစစ်တီတွေသူတို့အတွက်ကိုယ့်အသက်ပေးဆက်ပြီးကိုတန်လားလို့